အားလုံးပဲမင်္ဂလာပါဗျာနော်အားလုံးပဲမင်္ဂလာရှိရမှန်တိုင်းကင်းလေးပါအားလုံးပဲမင်္ဂလာပေါင်းနဲ့ပြည့်စုံတဲ့မှန်တိုင်းကင်းလေးကိုပိုင်ဆိုင်နိုင်ကြပါလိမ့်နော်ကိုပြည့်ရဲ့ဗီဒီယိုဖိုင်လေးကိုမြင်နေတွေ့ရဆိုရင်အစားနဲ့အလဲဆုံးပြီးဆုံးနိုင်အောင်လို့ကြည်ဝါပေးကြပါဗျာနော်ကဲကိုရင်မအားလုံးပဲမင်္ဂလာရှိတဲ့မှန်တိုင်းကင်းလေးဖြစ်ပါစေဗျာနော်မင်္ဂလာပေါင်းနဲ့ပြည့်စုံတဲ့မှန်တိုင်းကင်းလေးပါကျွန်တော်မိတ်ဆွေတွေအားလုံးပဲပြောခဲ့တယ်လို့ပဲဗျာနော် subscriber 1000မပြည့်တော့ကျွန်တော်တို့ like link လို့တော့မရဘူးကိုရင်မအားလုံးပဲအားကြောင့်မလို့ကျွန်တော်မိတ်ဆွေတွေအားလုံးပဲအခွဲဝင်ခြင်းနေဆိုရင်တော့ sorry ကျွန်တော်မိတ်ဆွေတွေအားလုံးပဲကျွန်တော်နဲ့ကိုပြည့်ရဲ့ like လေးကိုကြည့်ချင်တယ်ဆိုရင်တော့အခုဗီဒီယိုဖိုင်လေးကို subscriber 1000လေးပြီးတော့အောင်အမြန်ဆုံးတက်တိုင်းတမဝိုင်းဝန်းပြီးတော့ share ပေးပါဝိုင်းဝန်းပြီးတော့မျှဝေပေးပါဗျာနော်ကိုရင်မအားလုံးပဲ subscriber လေး1000ပြည့်သွားပြီဆိုတာနဲ့ကျွန်တော်တို့ like လို့ရပြီမနေ့ပြန်ညနေကိုကျွန်တော်တို့ live လွှင့်လို့ရပြီပေါ့ဗျာနော်အခုတော့ကျွန်တော်တို့ live လွှင့်လို့မရသေးဘူးဗီဒီယိုဖိုင်လေးတွေပဲတင်ပေးဦးမယ်ဗျာနော်ဗီဒီယိုဖိုင်လေးတင်ပေးဖြစ်တဲ့အတွက်ခဏလေးကိုကျွန်တော်တို့သိပြီးတော့စိတ်ထဲမပါတော့ဘူးဗျာနော်ဗီဒီယို live လွှင့်တာတော့စိတ်မပါတော့ဘူးကိုယ်ရမရအောင်အဲဒါကြောင့်မလို့ channel လေးကိုမြင်နေတွေ့တယ်ဆိုတဲ့တဦးတယောက်ချင်းစီတိုင်း channel လေးကို subscribe လေးနှိပ်ပေးပါမျှဝေရသေးရင်တော့မျှဝေပေးပါမ share ရသေးရင်တော့ share ပေးပါအောင်ဗျာနော်မျိုးတွေအားလုံးပဲကျွန်တော်မိတ်ဆွေတွေအားလုံးပဲကျွန်တော်တို့ဒီအနေနဲ့အပွင့်နေမနှက်မှာတော့မွေးကနေလေးတွေနဲ့ကျွန်တော်တို့ပတ်မဲ့ဘက်တီလေးတွေကိုတော့ပြောပြမယ်ပေါ့ဗျာနော်ပတ်မဲ့ဘက်တီလေးတွေကတော့အကိုဒီမိုင်းအားလုံးပဲမွေးကနေလေးကတော့မပြောက်ဘက်တီကတော့ငါကိုပြည့်ရဲ့မပြောက်ဘက်တီဆိုရင်တော့အကိုဒီမိုင်းအားလုံးပဲတရားရခိုင်တော့ယုံကြည်မှုရှိကြတယ်တရားရခိုင်တော့ယုံကြည်ကြတယ်ဗျာနော်မပြောက်ဘက်တီကတော့ငါပါကိုဒီမိုင်းအားလုံးပဲဒီဝေကနေအနေနဲ့ကတော့ကိုရင်မိုင်းအားလုံးပဲ9ရဲ့တိရှိတယ်ဖြစ်ပါတယ်ဗျာနော်တစ်ပတ်လုံးစာအတွက်မွေးမယ်ဆိုရင်9တိရှိအကောင်းဆုံးပါပဲဗျာနော်တစ်ပတ်လုံးစာအတွက်မွေးမယ်မွေးခြင်းနဲ့ဆိုရင်တော့တစ်ပတ်လုံးစာအတွက်မွေးကနေ9နဲ့တိရှိပါဗျာနော်တစ်ပတ်လုံးစာအတွက်9နဲ့တိရှိကမွေးလို့အကောင်းဆုံးပါပဲကိုရင်မိုင်းအားလုံးပဲကျွန်တော်မိတ်ဆွေအားလုံးပဲဗီဒီယိုဖိုင်လေးကိုအစောကြီးတင်ပေးရတဲ့ကညအကောက်တွေပန်းစားလို့ပြက်ကျွန်တော်မိတ်ဆွေကတော့အစောကြီးတင်ပေးလိုက်ခြင်းလည်းဖြစ်ပါတယ်ဗီဒီယိုဖိုင်လေးကိုတွေ့တယ်မြင်နေဆိုရင်ကြုံမသွားပဲအစနဲ့အလဲအထုတ်ပြီးတော့နိုင်အောင်ကြည့်ပေးပါအဖွဲဝင်ခြင်းပါတယ်ဆိုတဲ့မိတ်ဆွေလေးများပါလို့ရှိရင်လည်းတနင်္လာအင်္ဂါမကျော်ပတ်လေးတစ်လုံးကိုကျွန်တော်မိတ်ဆွေတွေအားလုံးပဲဒီဖုန်းနံပါတ်944366 လေးကိုအကိုရမအောင်လုံးပဲဆက်သွယ်ပြီးတော့ဖုန်းဝင်နိုင်ပါတယ်ဗျာနော်ဖုန်းဝင်ခြင်းတဲ့မိတ်ဆွေလေးတွေတော့ကိုပြောတာပါဗျာနော်အင်္ဂါမကျော်ပတ်တီးလုံး organic နှစ်ခွက်ပဲဖြစ်ပါတယ်နော်မနေ့ပြန်ဒီမနေ့7နာရီ10မိနစ်ဒီနေ့နေ့မနေ့7နာရီ10မိနစ်မှာပတ်မဲ့ပတ်တီးကတော့ချင်းမိတ်တွေအားလုံးပဲခွန်ပတ်တီးပါခွန်နဲ့ပတ်သက်ပြီးတော့အပူကြိုင်ခုံလို့ထိုးပေးပါအပူအကြိုင်ဘူးဆိုရင်တော့90ရဲ့1လေးနော်90ရဲ့1လေးရဲ့ပဲဖြစ်ပါတယ်ပရိတ်ကတော့ပရိတ်ပေါ့ဗျာနော်ကဲအားလုံးပဲကံကောင်းကြပါစေအဆင်ပြေကြပါစေမင်္ဂလာပေါင်းနဲ့ပြည့်စုံတဲ့အားချမ်းလေးကိုနေ့လည်ခင်းမနက်ခင်းလေးဖြစ်ပါစေဗျာဗီဒီယိုဖိုင်လေးကိုတွေ့ရဆိုရင် channel လေးကို subscribe လေးနှိပ်တာမမေ့ပါနဲ့နော်